ဒီနေ့ကျွန်တော်တို့နေ့စဉ်သုံးတရုတ်စကားပြောသင်ခန်းစာငါထပ်ပြီးတော့လေ့လာကြအောင်ဆိုဗျာဟုတ်လားဒီ Chinese ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ကဒါဟိုတယောက်နဲ့တယောက်တွေ့ကြတဲ့ခါကြတော့လေမင်းတရုတ်စကားပြောတတ်လားဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့တရုတ်လိုဘယ်လိုပြောလဲဆိုတော့你会说汉语吗你会说汉语吗အမြန်လေးပြောမှဆို你会说汉语吗ဒီလိုဒီနော်အတိတ်ပဲမင်းတရုတ်စကားပြောတတ်လားပြောတတ်တယ်နည်းနည်းပြောတတ်တယ်ပေါ့会一点ဒီနေရာမှာလေတန်ဆိုတာ会一点ဒီလိုမျိုးအတန်ပီပီနဲ့ပြောတယ်ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဟိုဒီချင်းဘက်ကပေါ့နော်မြောက်ပိုင်းဘက်ကလူတွေကစကားပြောတဲ့အခါမှာနောက်ကနေ r ဆိုရဒီလိုအတန်လေးထွက်တော့သူက会一点ဒီလိုမျိုးလေးပြောတာပေါ့နော်会一点နည်းနည်းတော့တက်ပါတယ်နည်းနည်းပြောတတ်ပါတယ်နောက်တစ်ခုကမတက်ဘူးဆိုရင်မပြောတတ်ဘူးဆိုရင်不会ဟုတ်လားဒီမှာလည်းဂျုံလို့ပြောပါအောင်မယ်ကျွန်တော်တို့ရှေ့မှာရှိတဲ့စကားလုံးလေးကိုလေတကယ်သူ့တစ်ခုတည်းဆိုရင်ပုကျွန်တော်ဥမာအပြင်ချီတော့ပုချီတော့ပုလို့တန်ထွက်တယ်ဒါပေမဲ့လူသူကနောက်ကစရုပ်ထအတန်ပေါ့နော်စရုပ်ထအတန်နှစ်ခုထပ်ပြီးဆိုလို့ရှိရင်သူက不会လို့ကျွန်တော်ပြော不会ဒီလိုမျိုးလေးပြောတယ်နော်不会မတက်ပါဘူးပုဆိုတာတော့ဒါ negative အတိတ်ပဲเนาะဟုတ်ပြီเนาะနောက်ထပ်တစ်ခုကတယောက်ကစကားပြောလိုက်တာနည်းနည်းမြန်းနေတယ်ဆိုရင်မကြားလိုက်ဘူးဆိုလို့ရှိရင်တစ်ခေါက်လောက်ထပ်ပြောပါဦးဒါကိုတရုတ်လိုကျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့请再说一遍请再说一遍请再说一遍ဒီလိုမျိုးလေးပြောလို့ရပါတယ်အတိတ်ပဲနောက်တစ်ခေါက်လောက်ထပ်ပြောပါဦးသူပြောတာအရင်မြန်နေတယ်ဆိုလို့ရှိရင်နည်းနည်းနှီးပါအောင်ဆို慢一点慢一点慢ဆိုတာနှီးတော့ပြောเนาะအဲ့တော့慢一点ဆိုတာဘာပြောရလဲဖြည်းဖြည်းလေးပြောပါအဲ့လိုမျိုးလေးပေါ့เนาะဒီမှာမှတ်တမ်းရမယ့်ဟာလေးတွေဆက်ပြီးတော့ပြောပါမယ်你会说汉语吗ဆိုတဲ့စကားလုံးကိုတရုတ်စကားပြောတဲ့လားလို့မေးတဲ့အခါမှာအသုံးများပါတယ်နောက်တစ်ခုက会一点ဆိုတဲ့စကားလုံးကိုနည်းနည်းပြောတတ်တယ်လို့ပြောတဲ့အခါအသုံးများပါတယ်နောက်တစ်ခုက请再说一遍ဟလာဆိုတာပြန်ပြောပါဦးနောက်တစ်ခေါက်လောက်ထပ်ပြောပါဦးဒီလိုချိန်မှာသုံးပါတယ်နောက်တစ်ခုကမှတ်ရဆိုတဲ့ခါမှာစကားကိုကိုကလိုက်မမီဘူးဆိုဖြည်းဖြည်းလေးပြောပေးပါဒီလိုမျိုးခါမှာပြောပါနော်ကဲဒီနေ့သင်ခန်းစာလေးကိုလေ့ကျင့်ပြီးနောက်နေ့ဒီပါလေနောက်ထပ်သင်ခန်းစာလေးတွေနဲ့ဆက်လက်လေ့လာကြရဖို့ဒီ Chinese ကနေဖိတ်ခေါ်ပါတယ်နော်